ဆက်ဆံရေးလောကလူသားတွေဟာတဦးနဲ့တဦးဆက်ဆံပြီးတော့နေထိုင်ကြရတာဖြစ်တယ်ဆက်ဆံရေးဆိုတာကိုပါဠိစာပေမှာသင်လျော်တဲ့စကားလုံးကတော့တဏ္ဏိဝါဒတဏ္ဏိဝါဒဆိုတာအတူတကွနေထိုင်ခြင်းလို့အဓိပ္ပာယ်ရအတူတူနေုံနဲ့မဟုတ်ဘူးတဦးနဲ့တဦးဆက်ဆံနေတာကိုဆိုလိုတယ်ပေါ့ဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့သုတ္တန်နေတဲ့မယ်သင်္ကုတ္တရနိကေမှာတဏ္ဏိဝါဒကုတ်ဆိုတာရှိဆက်ဆံရေးနှမျိုးခွဲခြားပြီးတော့ပြထားတယ်မြတ်စွာဘုရားကတော့အလုံးကိုခြုံငုံပြီးတော့ဆက်ဆံရေးကိုနှမျိုးတည်းပဲခွဲခြားပြတော့လေလောကလူသားတွေရဲ့ဆက်ဆံရေးဟာအမျိုးစုံအောင်ရှိတယ်လို့ပြောရအခြေခံအစပြောမယ်ဆိုလို့ရှိရင်မိသားစုအတွင်းဇနီးမောင်နှံနှစ်ဦးရဲ့ဆက်ဆံရေးမိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမိမိတို့မိသားစုနဲ့တခြားမိသားစုရဲ့ဆက်ဆံရေးမိတ်ဆွေသင်္ကာအတွင်းအပြန်အလှန်ဆက်ဆံရေးလို့ဆရာနဲ့တပည့်ဆက်ဆံရေးနောက်ဆုံးမှာပြည်သူပြည်သားနဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတို့ရဲ့ဆက်ဆံရေးလို့လောကမှာဆက်ဆံရေးမျိုးမျိုးရှိတယ်ထင်တယ်မြတ်စွာဘုရားကလည်းဟောထားတာတောင်းစီအောင်ဟောထားတယ်တကယ်စစ်မှန်တဲ့ဆက်ဆံရေးမျိုးဖြစ်ဖို့အရေးကြီးတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့လူဆိုတာတဦးတည်းနေလို့မရဘူးတဦးတည်းမနေတာအပေါင်းအသင်းနဲ့နေကြတာဖြစ်တော့ကြောင့်တဦးနဲ့တူကလက်တွဲပြီးတော့အခက်ခဲတွေကိုကျော်လွှားနိုင်တာဒါကြောင့်မို့တဦးနဲ့တူဆက်ဆံတဲ့အခါမှာလက်တွဲမဖြုတ်ဆက်ဆံပြီးတော့အခက်ခဲမှန်သမျှကိုကျော်လွှားနိုင်ဖို့အတွက်ရည်ကြီးတယ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာကြည့်မယ်ဆိုရင်ကလျာဏမိတ်တဆိုတဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ဟာဥပနိဒေယပစ္စယောယအရေးကြီးတဲ့အပိုင်းကရှိတယ်ပေါ့နော်ကလျာဏမိတ်တလို့ဆိုတဲ့မိတ်တလို့ဆိုမဲ့မိတ်ဆွေတစ်ခုတည်းကိုပြောတာမဟုတ်ကလျာဏမိတ်တဆိုဒီမှာကောင်းမြတ်သောမိတ်ဆွေဆိုဒီမှာမိကောင်းဖကောင်းဆရာကောင်းသမားကောင်းမိတ်ကောင်းဆွေကောင်းအစိုးရကောင်းလို့ဒီလိုအကုန်လုံးယူရမှာပဲနော်ကလျာဏမိတ်တဆိုတာတိုင်းပြည်တစ်ခုကြီးပွားတိုးတက်ဖို့လဲအစိုးရကောင်းဆိုတာလို့တယ်ပေါ့တော့အစိုးရတစ်ဖက်တည်းကောင်းရမှာမဟုတ်ဘူးပြည်သူလူထုလည်းကောင်းဖို့လို့မိသားစုအတွင်းအစဉ်ပြေဖို့ဆိုတာမိဘလည်းကောင်းရမယ်သားသမီးကလည်းကောင်းမိတ်ဆွေအချင်းချင်းအစဉ်ပြေဖို့ဆိုလည်းပဲနှစ်ဦးနှစ်ဖက်ကောင်းရတရားဓမ္မကျင့်ကြံကြိုးကိုအထောက်ပြီးတော့တဏှာဝုကလွတ်ဖို့ကြိုးစားတဲ့နေရာမှာလည်းပဲမိတ်ကောင်းဆွေကောင်းဆရာကောင်းသမားကောင်းဆိုတာအရေးကြီးတာပဲအဲ့လိုဆရာကောင်းသမားကောင်းမိတ်ကောင်းဆွေကောင်းမိကောင်းဖကောင်းရဖို့ဆိုတဲ့နေရာဆက်ဆံရေးဟာသိအရေးကြီးတယ်သူတော်ကောင်းတွေရဲ့ဆက်ဆံရေးနည်းမျိုးဆက်ဆံဖို့လိုအပ်တယ်မြတ်စွာဘုရားကတဏှိဝါဒသုတ်တံမှာဆက်ဆံရေးနှမျိုးခွဲခြားဟောထားတာရှိတယ်နံပါတ်1ဆက်ဆံရေးကတော့မကောင်းတဲ့ဆက်ဆံရေးကိုအတ္တန္တတဏှိဝါဒတဲ့အတ္တန္တဆိုတာသူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ဆက်ဆံရေးလို့ဒီလိုပြောတာသူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ဆက်ဆံရေးကတစ်မျိုးနံပါတ်2ကတန္တတဏှိဝါဒသူတော်ကောင်းတို့ရဲ့ဆက်ဆံရေးကမ္ဘာလောကကြီးမှာရှိတဲ့ဆက်ဆံရေးအားလုံးကိုခြုံငုံပြီးတော့ပြောမယ်ဆိုရင်သူတော်ကောင်းမဟုတ်သူတို့ရဲ့ဆက်ဆံရေးနဲ့သူတော်ကောင်းတို့ရဲ့ဆက်ဆံရေးလို့ဒီနှမျိုးပဲရတယ်အဲ့တော့အပြန်အလှန်မိသားစုတဲ့အခါမှာလည်းပဲသူတော်ကောင်းတို့ရဲ့ဆက်ဆံရေးနဲ့ပဲဆက်ဆံရမယ်သူတော်ကောင်းမဟုတ်သူတို့ရဲ့ဆက်ဆံနည်းနဲ့မဆက်ဆံရဘူးဆရာနဲ့တပည့်အတွင်းမှာလည်းပဲဆရာတပည့်ဆက်ဆံရေးမှာလည်းပဲ
သူတော်ကောင်းတို့ရဲ့ဆက်ဆံနည်းနဲ့ပဲဆက်ဆံရမယ်သူတော်ကောင်းမဟုတ်သူတို့ရဲ့ဆက်ဆံရေးနဲ့မဆက်ဆံရဘူးမိတ်ဆွေအချင်းချင်းအပေါင်းအသင်းတို့ကြားမှာလည်းပဲဆက်ဆံရေးဒီသူတော်ကောင်းတို့နဲ့သူတော်ကောင်းတို့ရဲ့ဆက်ဆံရေးမျိုးသာဆက်ဆံရမှာသူတော်ကောင်းမဟုတ်သူတို့ရဲ့ဆက်ဆံရေးမျိုးမဆက်ဆံရဘူးတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေနဲ့တိုင်းသူပြည်သားတွေရဲ့ဆက်ဆံရေးဟာလဲသူတော်ကောင်းတို့ရဲ့ဆက်ဆံရေးနည်းမျိုးသာဆက်ဆံရမှာသူယုံမာတို့ရဲ့သူတော်ကောင်းမဟုတ်သူတို့ရဲ့ဆက်ဆံရေးနည်းမျိုးမဆက်ဆံရဘူးတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းပဲဆရာနဲ့တပည့်ဆက်ဆံရေးဟာသူတော်ကောင်းတို့ရဲ့ဆက်ဆံရေးနည်းမျိုးဆက်ဆံရမှာသူတော်ကောင်းမဟုတ်သူတို့ရဲ့ဆက်ဆံနည်းမျိုးမဆက်ဆံရဘူးလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့နော်ဒီလိုအဓိပ္ပာယ်ရအဲ့ဒီမှန်ကန်တဲ့သူတော်ကောင်းတွေရဲ့ဆက်ဆံရေးဆက်ဆံနည်းအတိုင်းဆက်ဆံသွားမယ်ဆိုလို့ရှိရင်လောကမှာပြဿနာဆိုတာမဖြစ်လာနိုင်ဘူးအချင်းချင်းအပြန်အလှန်ဆိုတာအာပြုရမှာလက်တွဲကြရမှာလက်တွဲမှအခက်ခဲဆိုတာဖြေရှင်းနိုင်တာမျိုးရှိတယ်ပေါ့ဥပနိဒေယပစ္စယောပုဂ္ဂလောပိဥပနိဒေယပစ္စေနပစ္စယောပုဂ္ဂလောပိအပေါင်းအသင်းဆရာသမားမိဘစတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲပုဂ္ဂိုလ်ဟာလည်းပဲဥပနိဒေယောအာကြည်သောအကြောင်းတစ်ခုဖြစ်တယ်အရာရာအောင်မြင်မှုအတွက်ပုဂ္ဂိုလ်ဟာအာကောင်းတဲ့တစ်ခုဖြစ်တယ်အာကောင်းတဲ့အရာတစ်ခုအကြောင်းတစ်ခုဖြစ်တယ်လို့ဒီလိုဟောတာတကယ်ကြတော့လေဓမ္မမှန်ကန်တယ်ပေါ့မိဘကိုအမိမပြုဘဲနဲ့သာသမီဆိုတာလည်းမကြည်ပွားနိုင်ဘူးဆရာကိုအမိမပြုရတဲ့တပည့်ဟာလည်းပဲမကြည်ပွားနိုင်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်တည်ပင်လင်ပြောကြတယ်မဟုတ်လားဘုရားတောင်မှဘောဓိပင်မှီပြီးတော့မှပွင့်ရတယ်လို့ပြောကြတာဟောဆိုလိုတာကအမိတော့ရှိရတယ်လို့ဆိုလိုတယ်အမိမရှိလို့ရှိရင်ဒီဘေးရန်အန္တရာယ်တို့ခက်ခဲတွေတို့ကြော်လွှားနိုင်မှာမဟုတ်ဘူးလူတိုင်းဟာအမိကောင်းဆိုတာဓမ္မအရေးကြီးတာပဲအမိကောင်းကိုအမိပြုတ်ပြီးတော့မှအန္တရာယ်ခတ်သိမ်းကိုကြော်လွှားနိုင်အမိကောင်းရထားတဲ့ပုဂ္ဂိုလ်ဟာအန္တရာယ်ခတ်သိမ်းကိုကြော်လွှားဖို့ရာအတွက်အခွင့်အရေးဟာအများကြီးသာတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဒီနေရာမှာစဉ်းစားကြည့်ကြရမိသားစုအတွင်းဆက်ဆံရေးဆိုတာမိသားစုအတွင်းဆိုတာပထမဆုံး family life လို့ခေါ်တယ် family society ပေါ့မိသားစုလေးတစ်ခုစတင်တည်ထောင်ပြီလို့ဆိုတဲ့အခါနှစ်ဦးလက်တွဲကြကျင်ပေါ်ကျင်ဘက်နှစ်ဦးလက်တွဲကြတဲ့အခါဆက်ဆံရတဲ့အခါမှာဘယ်ပုံပဲနည်းဆက်ဆံရမလဲလို့မြတ်စွာဘုရားရဲ့တဏှိဝါဒသုတ်တံအရာကြည့်မယ်ဆိုလို့ရှိရင်ဆက်ဆံရေးမှာအပြန်အလှန်ဒီစိတ်နေသဘောထားအမှန်တမ်းအရေးကြီးတာအဲ့ဒီအပြန်အလှန်စိတ်နေသဘောထားကိုဒေသနာတော်မှာထုတ်လုပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ပြန်လည်ဆက်ဆံတဲ့အခါမှာဘယ်လိုစိတ်နေသဘောထားရှိရမလဲလို့ဆိုလို့ရှိရင်နံပါတ်1ကနှစ်ဦးနှစ်ဝက်နေထိုင်ရတဲ့အခါမှာအပြောခံရမယ်နော်ပြောတာကိုလက်ခံရမယ်လို့ဆိုလို့နော်ဒီသားစုတဦးနဲ့တဦးနေတဲ့အခါမှာနှလုံးသွင်းရမှာငါ့ကိုပြောစရာရှိရင်ပြောပါစေပွင့်ပွင့်လင်းလင်းငါ့ကိုပြောစရာရှိလို့ရှိရင်ပွင့်ပွင့်လင်းလင်းပြောပါစေငါကလည်းပဲသူ့ကိုပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းပြောမယ်ငါပြောတဲ့အခါလဲသူ့ကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့မေတ္တာစိတ်နဲ့ပဲပြောမယ်မုန်းတီးတဲ့စိတ်အကျိုးမဲ့ဖြစ်စေတဲ့စိတ်နဲ့ငါမပြောဘူးသူကပြောရင်လည်းပဲဒီဟာမျိုးပဲဖြစ်မယ်ပြောလာလို့ရှိရင်လည်းပဲပြောပါကောင်းပါတယ်လို့လက်ခံကြိုးဆိုမယ်တဲ့သူစိတ်ညစ်အောင်မလုပ်ဘူးအပြောမခံဘူးဆိုပြီးတော့ကက်ကက်လန်ရံပြန်တွေ့တာမျိုးမလုပ်ဘူးသူကပြောလာလို့ရှိရင်လေသူပြောတဲ့အတိုင်းကိုဆန်းစစ်ကြည့်လို့
ဟုတ်တယ်မှန်တယ်ဆိုလို့ရှိရင်လေအမှားရှိရင်ပြင်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးဒါသူတော်ကောင်းတို့ရဲ့ဆက်ဆံရေးလို့ခေါ်တယ်နော်။များသောအားဖြင့်တော့လောကလူသားတွေအများစုကိုကြည့်လို့ရှိရင်အပြောမခံနိုင်ငါလာမပြောနဲ့ဆိုတဲ့စကားဟာတွင်တွင်သုံးကြငါလာမပြောနဲ့လို့ဆိုပြီးတော့ပြောတယ်ပြောတဲ့ပုဂ္ဂိုလ်ကလည်းပဲအကျိုးစီးပွားကိုလိုလားလို့ပြောတာတဲ့ဆရာလုပ်ချင်လို့ပြောတာမျိုးကလည်းရှိတတ်တယ်အဲ့တော့အပြန်အလှန်ဟာသူတော်ကောင်းတွေရဲ့ဆက်ဆံနည်းမျိုးမဖြစ်ဘဲနဲ့တခြားနည်းဖြစ်သွားပြီဆိုလို့ရှိရင်ကောင်းမြတ်တဲ့ဆက်ဆံရေးမဟုတ်တဲ့အတွက်ကြောင့်အခက်အခဲတွေကိုကျော်လွှားဖို့ဆိုဖြစ်နိုင်တော့လက်တွဲပြီးတော့အခက်အခဲကိုကျော်လွှားဖို့ဆိုတာမဖြစ်နိုင်တဲ့အနေအထားမျိုးဖြစ်သွားတယ်လောကလူသားတွေရဲ့ဆက်ဆံရေးဟာအများအားဖြင့်အဲ့ဒါလိုဖြစ်တယ်ဟောကိုယ်မာနသူ့မာနဆိုတာလို့မာနတရားရှေ့တန်းတင်ပြီးတော့အပြောမခံဘူးငါသိတယ်ငါတတ်တယ်ငါလာဆရာမလုံးနဲ့ဆိုတဲ့တုံ့ပြန်မှုတွေနဲ့ဆိုတော့တစ်ဖက်သားကလည်းပြောဖို့ခက်တယ်ကိုကတော့ပြောတယ်သူများကိုဆရာလုံးရမှကိုယ်ကကြည်တတ်တယ်ကိုယ်ဆရာလုံးရင်မခံနိုင်ဘူးနော်လောကလူတွေအများစုကိုပြောပြတာနော်ဟုတ်မဟုတ်တော့ကိုယ့်ကိုစဉ်းစားကြည့်ဖို့မြတ်စွာဘုရားကဒီအကြောင်းအရာတွေကိုသိပြီးတော့ဒီသုတ်တံကိုဟောထားတဲ့သဘောရှိတယ်နော်ပြီးတော့မှသုတ်တံမှာမြတ်စွာဘုရားဟောတဲ့စကားအတိုင်းထပ်ပြီးတော့ရှင်းပြဒါသုတ်တံအရာဘုန်းကြီးတို့တွေနားလည်ရတာကအဲ့ဒါလိုရှိတယ်ပေါ့သူတော်ကောင်းတွေရဲ့ဆက်ဆံရေးဆိုတာဒီပြောเสียရှိရင်ငါ့ကိုပြောပါငါကလည်းပြောเสียရှိရင်မင်းကိုပြောမယ်ငါပြောတဲ့အခါမင်းအကျိုးစီးပွားလိုလားတဲ့စိတ်နဲ့ပဲပြောမယ်မင်းကငါပြောရင်လည်းပဲကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်နဲ့ပဲပြောရင်ပြောတာကောင်းတယ်လို့ငါလက်ခံကောင်းတယ်လို့ပြောမယ်ပြောရမယ်ပြောတဲ့တယ်လို့ပဲလက်ခံပြန်ပြီးတော့တုံ့ပြန်ပြီးတော့ရံမတွေ့ဘူးကောင်းတယ်လို့ဆိုတာကြိုးစိုးတယ်ပြန်ပြီးတော့ရံမတွေ့ဘူးသူပြောတဲ့အတိုင်းသူထောက်ပြတဲ့အတိုင်းကိုယ့်ရဲ့ချွင်းချက်ကိုမြင်တယ်ဆိုလို့ရှိရင်လေကုစားမယ်လက်ခံမယ်ပြုပြင်မယ်ဆိုတဲ့စိတ်ဓာတ်ထားမယ်ဒါဟာသူတော်ကောင်းတွေဆက်ဆံရေးအဲ့တော့ချင်းပေါ်ချင်းဘက်ဇနီးမောင်နှံတို့လက်တွဲပြီးဆိုတဲ့အခါခက်ခဲကိုဖြေရှင်းရင်လို့ရှိရင်တော့ခုလိုသူတော်ကောင်းတွေရဲ့ဆက်ဆံနည်းမျိုးဆက်ဆံရမယ်ဆိုလို့လေနော်အဲ့တော့သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဆက်ဆံနည်းဆိုတာဒီကအပြန်မှတ်သားကြခုနပြောတဲ့အတိုင်းလာမပြောနဲ့ဆရာမလုံးနဲ့ဆိုရင်ဒါသူတော်ကောင်းဆက်ဆံနည်းမဟုတ်တော့ပြောဆရာမလို့ဘူးဆိုပြီးတော့ငါသိတယ်ငါတတ်တယ်လို့ပြန်ပြောရင်သူတော်ကောင်းရဲ့ဆက်ဆံနည်းမဟုတ်တော့အဲ့ဒီလိုသူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ဆက်ဆံနည်းနဲ့မဆက်ဆံရဘူးတဲ့သူတော်ကောင်းပုဂ္ဂိုလ်ရဲ့ဆက်ဆံနည်းမျိုးပဲဆက်ဆံပါလို့မြတ်စွာဘုရားဒီလိုပြောတာဒီလိုဟောတာအဲ့တော့မိသားစုအတွင်းမှာလည်းပဲဒီတိုင်းပဲမိဘနဲ့သားသမီးဆိုတော့မိဘနဲ့သားသမီးဟာအပြန်အလှန်ပြောเสียရှိပြောအကယ်၍မိဘကမှားနေတာကိုသားသမီးကပြောလို့ရှိရင်လေငါကအဖေလားမင်းကအဖေလားပြန်မေးတတ်ကြတယ်ငါကအမေလားနင်ကအမေလားပြန်မေးတတ်ကြတယ်ဘာလို့ဆိုအပြောမခံနိုင်မာနဆိုတာရှိတယ်လောကမှာမာနဆိုတာကိုယ်အရေးချင်းကိုရှေ့တန်းတင်ထားတာမာနလို့ခေါ်တယ်ရည်ချင်းဆိုတာနဲ့အကောင်းကြီးပြောတာမဟုတ်ဘူးအသာစီးကြီးယူတဲ့အရေးချင်းမဟုတ်ဘူးတချို့အရေးချင်းကဒါငါနဲ့မတန်ဘူးလို့ဆိုပြီးတော့အရေးချင်းကိုလျှော့တာလည်းပဲမာနပဲလို့ဆိုအဲ့တော့အရေးချင်းကိုကိုယ့်ရဲ့ဆွမ်းဆောင်မှုကိုအထင်နဲ့ရှေ့တန်းတင်ပြီးတော့ပြောတာမှန်သမျှဟာမာနပဲအဲ့ဒီမာနခန်းနေလို့ရှိရင်လည်းပဲလောကမှာကြီးပွားနိုင်တာမရှိဘူးတဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကမာနဆိုတာမထားရဘူးစဉ်းစားကြည့်ပဝရဏနေ့တခုသောတန်ခါအစည်းအဝေးမှာသုတ်တံတစ်ခုရှိတယ်ပဝရဏသုတ်တံဆိုမြတ်စွာဘုရားဟာတရင်ကျွလာပြီးနေ့ပဝရဏနေ့အခါသမယမှာဆိုရင်ရဟန်းတန်ဃာတွေနဲ့မြတ်စွာဘုရားနဲ့ဆုံစည်းလို့မြတ်စွာဘုရားကဆုံးမဩဝါဒပေးမယ်တရားဟောတော်မယ်ဆိုတဲ့အခါဘုရားကငါဘုရားငါဆရာပဲလို့ဆိုတဲ့စိတ်ဓာတ်မထားဘူးဒ
ဒီယန်းနေကငါးတပည့်တွေပဲငါပြောတဲ့တိုင်းလုပ်ကြတာငါတော့ကငါအပေါ်မှာသူတို့ပြောစရာမရှိဘူးလို့ဒီလိုမယူဆဘူးမြတ်စွာဘုရားရဲ့သူတော်ကောင်းတို့ရဲ့ဆက်ဆံနည်းကိုကြည့်ဘာမင်းရှိတော့တန်ခါပရိသတ်ကြားထဲမှာမြတ်စွာဘုရားကအေးယဟန်တို့တဲ့ငါနဲ့ပတ်သက်ပြီးတော့ပြောစရာရှိတာပြောပါတဲ့အားလုံးကဖိတ်ခေါ်ပါတယ်ဟောဒီစကားပဲဖိတ်ခေါ်တယ်ဆိုတာပဝရဏပဲနော်ပဝရဏဆိုတာဖိတ်ခေါ်အေးပြောစရာရှိတာပြောကြမြင်မြင်ကြားခြင်းတန်တရားရှိခြင်းနဲ့သူ့ပေါ်မှာမကျေနပ်တာရှိရင်သို့မဟုတ်စလုံးတစ်ခုဖြစ်နေတာရှိရင်ပြောကြဖိတ်ခေါ်ပါတယ်ဆိုရှင်သာရိပုတ္တရာကထားလျှောက်တယ်အရှင်ဘုရားတဲ့အရှင်ဘုရားဟာဒီလမ်းစဉ်ကြီးကိုစတင်ချမှတ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်ဓမ္မကိုစတင်ဟောကြားတဲ့ပုဂ္ဂိုလ်ဖြစ်လို့မြတ်စွာဘုရားအပေါ်မှာမြင်ချင်းကြားချင်းတန်တရားရှိခြင်းဆိုတာနဲ့တဆုံတရားတပည့်တော်များဘာအပြစ်မှမမြင်ပါဘူးတဲ့မြတ်စွာဘုရားနောက်ကနေလိုက်ပြီးတပည့်တော်တို့ကကြင်ကြံနေရတဲ့တာဝကတွေသာဖြစ်ပါတယ်ဘုရားအပေါ်မှာတစိုးတစီပြောစရာလုံးဝမရှိပါဘူးလို့မြတ်စွာဘုရားပြန်လျှောက်တယ်တမန်အားဖြင့်တော့ဒါအလွန်အံ့ဩဖွယ်ကောင်းတဲ့လုပ်ငန်းတစ်ခုပဲနော်အလွန်အံ့ဩစရာကောင်းအများစုပရိသတ်ကိုချစ်လိုက်ခုနလိုကိုယ်အောင်ငယ်တဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုတခုပြန်ပြောမယ်ဆိုရင်မင်းကလူကြီးလားငါလူကြီးလားဟာဒီလိုတော့ပြန်ပြောမှသိချရတယ်နော်မင်းကအဖေလားငါအဖေလားမင်းကအမေလားငါကအမေလားညီကိုတည်းဆိုရင်မင်းကအကြီးလားငါကအကြီးလားဟောမာနလေးတွေကအစွန်းထက်တာအဲ့ဒီမာနလေးတွေကိုမချနိုင်ဘူးဆိုလို့ရှိရင်တော့သူတော်ကောင်းတွေရဲ့ဆက်ဆံရေးမဖြစ်ဘူးတဲ့ဒါကြောင့်မို့လို့ဒီဆက်ဆံရေးဆိုတာတမန်အားဖြင့်ကြည့်မယ်ဆိုရင်လွယ်မယောင်နဲ့ပြီးတော့တိမ်မယောင်နဲ့နဲ့ပြီးတော့လွယ်မယောင်နဲ့ခက်တယ်လို့ဒီလိုပြောမှာပဲနော်ခက်ခဲတဲ့အရာတစ်ခုပဲခက်ခဲတာဘာလို့မမနာမချနိုင်ဘူးမမနာမချနိုင်အဲ့တော့အခုသဏိဝါဒတုတ်မှာမြတ်စွာဘုရားဆုံးမထားတဲ့အတိုင်းဆက်ဆံရေးဆိုဒီမှာခုနကပုံစံမျိုးပဲဖြစ်ရပြောကြရှိပြောအေးငါလူကြီးဆိုမပြောပဲမနေနဲ့မင်းပြောကြရှိပြောတဲ့ပုဂ္ဂိုလ်ကလည်းဆရာလုပ်တဲ့အနေနဲ့ပြောတာမဟုတ်ဘူးအကျိုးစီးပွားလို့လားလို့ပြောငါလည်းပြောစရာရှိမယ်ပြောမယ်မင်းတို့ကလည်းငါပြောစရာရှိရင်ပြောရင်အကျိုးစီးပွားလို့လားတဲ့စိတ်နဲ့ပြောမယ်အကျိုးမဲ့ဖြစ်စေတဲ့စိတ်မျိုးနဲ့မပြောဘူးမေတ္တာနဲ့ပြောမယ်ပြောတဲ့ညငါကျိုးဆိုတယ်ဆန့်ကျင်မဲ့မလုပ်ဘူးဆန့်ကျင်မဲ့မလုပ်ဘူးမင်းတို့ပြောပြတဲ့အတိုင်းငါမှချိုးရင်းနဲ့ရှိတယ်ဆိုရင်လည်းပြုပြင်မယ်လို့ဟောဒီစိတ်ဓာတ်မျိုးထားရမယ်လို့ဒီလိုပြောတယ်အကြီးဘက်ကဒီစိတ်ဓာတ်မျိုးထားတယ်လို့အငယ်ဘက်ကဒီစိတ်ဓာတ်မျိုးထားဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့အပြန်အလှန်ဆက်ဆံရေးပြေချောနေမယ်ဆိုလို့ရှိရင်ဘာအဖုထက်မှမရှိဘူးလက်တွဲပြီးတော့အခက်ခဲတွေကျော်လွှားနိုင်တဲ့အနေအထားမျိုးရအနုဆိုရင်အခက်ခဲတွေအများကြီးလာလိမ့်မယ်မကျေနပ်ချက်တွေစလုံးစခုတွေမျိုးသိပ်ထားရတာတွေများလာတဲ့အခါပောက်ကွဲလာကြတယ်ဒါကြောင့်မို့ကွဲကြတယ်ပြဲကြတယ်ဒါမျိုးတွေဖြစ်တာဟုတ်နော်ညီညွတ်မှုဆိုတာစိတ်တွင်းကစပြီးတော့ညီညွတ်မှုကမရှိဘူးဆိုလို့ရှိရင်ပောက်ကွဲမှုတွေလာတာပဲနော်ဒါကြောင့်မို့ဒီဆက်ဆံရေးဆိုတာအမှန်တမ်းအရေးကြီးတယ်လို့ဒီလိုပြောတာအပြန်အလှန်ဆရာနဲ့တပည့်လည်းဒီတိုင်းပဲမိတ်ဆွေချင်းချင်းလည်းဒီတိုင်းပဲအားလုံးဟာချောပြေတဲ့ဆက်ဆံရေးမျိုးသူတော်ကောင်းတို့ရဲ့ဆက်ဆံရေးမျိုးဆက်ဆံကြရမှာလို့ဒီလိုနားလေတာပေါ့နော်အစိုးရနဲ့ပြည်သူဆက်ဆံပြီဆိုလို့ရှိရင်လည်းဒီပုံစံနဲ့ဆက်ဆံရမှာအစိုးရကလည်းတစ်ဖက်သက်မဟုတ်ရပြည်သူကလည်းတစ်ဖက်သက်မဟုတ်ရမလို့မုန်းတဲ့စိတ်တွေနဲ့ပြောတာပြုတာမျိုးอ่ะမှန်ကန်မှုမရှိဘူးလောကမှာအစိုးရဆိုတဲ့မင်းဆိုရကစတင်ပေါ်ပေါက်လာတာဟာလူတို့ရဲ့တောင်းဆိုမှုကြောင့်ပေါ်ပေါက်လာတာနော်
သမိုင်းကြောင်းကိုပြန်ကြည့်လိုက်ကဘာဦးကလူသမိုင်းကိုပြန်ကြည့်လိုက်တာနဲ့ဒါသိတယ်ကဘာဦးကလူသမိုင်းကိုပြန်ကြည့်လိုက်တော့လူတွေရဲ့အတိုင်းဝိုင်းမှာဘာတွေဖြစ်လာမဟုတ်တာလုံးတဲ့အတိုင်းဝိုင်းတွေပေါ်လာတယ်သူများပစ္စည်းခိုးတယ်သူများပစ္စည်းတွေမတရားယူတယ်ကိုဟာကိုပစ္စည်းတွေသိမ့်ပိုက်တယ်မတရားယူကြတယ်လိန်ကြတယ်ညာကြတယ်ဆိုရက်ဒီအချင်းချင်းထဲမှာစိတ်ဝမ်းကွဲစရာတွေဖြစ်ပေါ်လာပြည်သူလူထုကြားမှာစိတ်ဝမ်းကွဲစရာတွေဖြစ်ပေါ်ငကိုယ်တော့ကလူတွေဟာအုပ်ချုပ်သူမရှိဘူးကိုယ့်ဟာကိုယ်ဒီလိုနေကြတယ်ပြည်သူလူထုမှာအုပ်ချုပ်မဲ့ပုဂ္ဂိုလ်မရှိဘူးအုပ်ချုပ်မဲ့လူမရှိတဲ့အခါကျတော့အချင်းချင်းရဲ့ပစ္စည်းကိုခိုးတယ်ခိုးတဲ့အခါကျတော့ချိန်မောင်းခံရတယ်ချိန်မောင်းခံတဲ့အခါကျတော့ခိုးတဲ့လူကလည်းမခိုးပါဘူးလို့လိမ့်မြန်တယ်ဟောဒုစရိုက်တွေဖြစ်လာတယ်ပေါ့နော်အမတန်မှစင်ကြယ်တဲ့ကဘာဦးလူသားတွေရဲ့ကြားမှာပြဿနာစတက်လာခိုးမှုကစတင်လာတာပဲခိုးမှုကစတင်နေဆိုတာအလွန်တဘာဝကြလောကလူသားတွေဟာအမြဲတမ်းသူကပတ်ဝန်းကျင်ကိုကြည့်ပြီးတော့အမြဲတမ်းနှိုင်းယှဉ်တတ်ကြတယ်လူတွေကအခုမရဗုဒ္ဓမျိုးနေတဲ့လူတွေလည်းကိုယ့်အကိုကြည့်ပေါ့ဟိုအိမ်နာနေခြင်းကကားဝယ်တယ်ဆိုရင်နောက်အိမ်နာနေခြင်းကလည်းဟောငါလည်းကားရှိမှဖြစ်မယ်ဒီလိုအမျိုးလာတတ်တယ်လေကိုလုံငန်းရှိတာမရှိတာတာထားအိမ်နာနေခြင်းကပါရှိတယ်ဆိုရင်ငါလည်းအိမ်ရှိမှဒါမျိုးရှိမှဆိုတာမျိုးခြုံဆက်လို့ခေါ်တယ်အမြဲတမ်းလူတွေဟာနေပါးကိုကြည့်လို့ရှိတယ်နေပါးကိုကြည့်ကိုယ်ရဲ့သားသွားရင်မခံနိုင်ဘူးသူလိုဖြစ်အောင်လုပ်မယ်ဆိုရက်လုပ်ကြတာလေဒါဟိုတရားတဲ့နိလန်းနဲ့မလုပ်တဲ့မှုမဟုတ်လုပ်တဲ့မှန်သို့တော့ကိုယ်အထာနဲ့ကိုယ်အတိုင်းတာနဲ့ကိုယ်တော့လုပ်ကြအောင်တော့သို့တော့လူတွေရဲ့ရှင်ပြိုင်မှုဆိုတာတဘာဝဂျုံဆက်တယ်နေပါကဒါရှိရင်ငါလည်းရှိရမယ်နေပါကဘာလို့ရင်ငါလည်းလုပ်ရမယ်ဆိုတာအဲ့ဒါလို့တုတ်ပြိုင်တဲ့စိတ်ဆိုတာတမင်မဟုတ်တော့မှလူသားတွေရဲ့စိတ်ထဲမှာဒါဆွဲနေတယ်ဒီလိုဖြစ်တာအဲ့တော့တုပါလို့မရတဲ့အခါကျတော့ဘာလို့တုံးဆိုဖြတ်လန်းနည်းတွေအသုံးချဖြတ်လန်းနည်းအသုံးချတယ်ဆိုတာမဟုတ်တဲ့နည်းနဲ့စီးပွားရှာတာမျိုးတွေတို့သူများပစ္စည်းရအောင်ယူတာတို့ဒါမျိုးတွေဖြစ်လာတာပေါ့ဒုစရိုက်တွေဖြစ်လာဒါအရိယာစနော်အဲ့ဒီကစလူတွေချင်းချင်းအတွင်းမှာငြိမ်းချမ်းမှုပျောက်ကင်းသွားတာဟာသူရှိတယ်လို့ငါရှိခြင်းတယ်ဆိုတာမျိုးကစလာသူရှိတယ်လို့ငါရှိခြင်းတာသူဘာကြောင့်ရှိတာတုံးဆိုတာကိုတော့စဉ်းစားကြမှာစဉ်းစားသူရှိတယ်လို့ငါရှိရမယ်ငါမရှိရင်ရှိအောင်လုပ်မယ်ဆိုတာတရားတဲ့နီးလန်းကိုစဉ်းစားပြီးလုပ်ရင်တော့မှတ်တယ်လို့ပြောအောင်မတရားတဲ့နီးတွေအသုံးချလာပြီဆိုလို့ရှိရင်တော့မတရားတဲ့နီးကအမှားဖြစ်သွားတယ်ဒါကြောင့်မို့အမှားဘက်ကိုကြောက်သွားစေနိုင်တယ်ပေါ့တရားကဘာဦးလူသားတွေဟာအမှန်မှကောင်းတယ်ညီညွတ်ကြတယ်သို့တော့ခုနလိုပတ်ဝန်းကျင်နဲ့နှိုင်းယှဉ်ပြီးတော့သူရှိတာငါမရှိရကောင်းလားဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကမလုပ်တယ်သူများပစ္စည်းကိုခိုးတယ်ဆိုတာဖြစ်လာတယ်ပေါ့ခိုးတဲ့အခါကျတော့ဝိုင်းပြီးတော့ရှုတ်ချကြသခိုးဖန်ဝိုင်းရှုတ်ချပြစ်တင်ရှုတ်ချတဲ့ခိုးတာလူသိမှတော့ကြောက်တယ်ဒါကြောင့်မခိုးပါဘူးလို့လိန်နေဟောအာရိဏဒါနကဘာဝင်လာတော့ဆိုအာရိဏဒါနကမုဒ္ဒဝါဒပဲကူးသွားတယ်အဲ့ဒါလို့ဖြစ်လာတယ်လူတွေဟာရက်ွက်ထဲမှာဒီလူသားတွေအတွင်းမှာစီဝေးတစ်ခုလောက်စီဝေးပြီးတော့ဒါကထူးထူးဆန်းဆန်းလူသားတွေအတွင်းမှာဖြစ်ပေါ်လာတဲ့အရာဖြစ်လို့စီဝေးတိုင်ပင်ညတာအထင်ညတုတ်လို့ခေါ်တယ်မြတ်စွာဘုရားဟောတယ်ကဘာဟုအကြောင်းသိကောင်းစေရဒီကနေ့ကိမှာပါတဲ့တုတ်ကစကားကိုဘုန်းကြီးကပြောတာနော်မြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့တုတ်တန်တစ်ခုကနေထုတ်ပြောနေအဲ့ဒီမှာလူတွေကဘာလုပ်ကြ
ပါပကာဝတ္တဘောဓမ္မာတတ္တေတုပါတုဟုတာလူသားတွေအတွင်းလူတော်ဝါတွေအတွင်းမှာစိတ်ယုံမာတွေပေါ်လာကြပြီတဲ့မကောင်းတဲ့အကျင့်တွေပေါ်လာပြီဟောဒါသူတို့ညီးကြအရင်ကလိုမဟုတ်ဘူးမကောင်းတဲ့စိတ်တွေပေါ်လာပြီမကောင်းတဲ့အကျင့်တွေခုပေါ်လာပါပကာဝတ္တဘောဓမ္မာတတ္တေတုပါတုဟုတာတဲ့လူသားတ attva တွေရဲ့ခြားမှာမကောင်းတဲ့အမှုအကျင့်တွေသဘောထားတွေပေါ်လာကုန်ပြီယတ္တရဟိနာမအတေနဒါနံပညာယိတ္တိဘယ်နဲ့ဗျာတဲ့ခိုးရတယ်လို့သူများပစ္စည်းကိုတိတ်တဆိတ်ခိုးယူရတယ်လိမ့်ယူရတယ်လို့ဖြစ်မှဖြစ်ရတယ်ဟောမကြောက်တဲ့အလုပ်တွေလေခိုးနော်ခုခေတ်တော့ဒါသိပ်ပြီးအံ့ရမဟုတ်တော့စင်ကြယ်နေတဲ့ခေတ်ဆိုလို့ချင်းဖြစ်မှဖြစ်ရလေဗျာသူများပစ္စည်းယူရတယ်လို့နော်ဒီလိုတွေးတာသူတို့ကရဟပညာယိတ္တိဖြစ်မှဖြစ်ရလေဝိုင်းပြီးတော့လူချင်းပြစ်တင်မောင်းမဲခံရတယ်လို့မုတဝါတော်ပညာယိတ္တိလိမ်လီမှုတွေပေါ်လာရတယ်လို့အံ့ဩစရာကောင်းပါပြီတန္တာဒါနံဒုဆွဲဓာကံလူချင်းချင်းများတဲ့တအုပ်နဲ့တူရိုက်ဖို့နှက်ဖို့ဒုဆွဲဓာကံဖြစ်ကုန်ရတယ်ဖြစ်မှဖြစ်ရလေဒါသူ့အတူနေရင်ဘယ်သူမှဒုဆွဲဓာကံလုံးဝမဟုတ်ဘူးလေလူကြားတွေထဲမှာအဆိုးတရားတွေပေါ်လာလို့မတိမနတ်တွေဖြစ်လာပြီးတော့ဒုဆွဲရတာနဲ့ဓာကံရတာနဲ့အခုလိုကြမ်းတမ်းမှုတွေဖြစ်ပေါ်လာခဲ့တယ်ဒါဟာလောကကြီးရဲ့မကောင်းတဲ့အနေအထားတွေဖြစ်ပေါ်လာခြင်းပဲလို့လူတွေဟာအစည်းအဝေးမှာညှိတွားပြီးတော့ပြောကြတယ်နော်ကဘာဦးကလူသားတွေဟာညှိတွေးပြောကြပြောပြီးတော့သူတို့စိတ်ကူးရတယ်ပါလဲယန္နုနမယံဧကံတတ္တံတမနေယမတို့တယောက်တော့တင်မြောက်ပြီးတော့ခံထားမှဖြစ်မယ်ဒီလိုကိစ္စတွေပေါ်လာလို့ရှိရင်တားဆီးဖို့တူတော့တင်မြောက်ခံထားဖို့ကောင်းတယ်ခံထားမှဖြစ်မယ်အဲ့ဒီတို့တင်မြောက်ထားတဲ့ပုဂ္ဂိုလ်ကသမ္မာခီတပံခီရေယရှုတ်ချရမယ်ပုဂ္ဂိုလ်သူရှုတ်ချလိုက်မယ်နော်ရှုတ်ချတယ်သမ္မာဂရဟိတပံဂရဟေယပြစ်တင်မောင်းမဲတိုက်တဲ့ပုဂ္ဂိုလ်သူပဲပြစ်တင်မောင်းမဲပေးလိုက်မယ်သမ္မာပပ္ပစေတပံပပ္ပစေယအပိုင်းဝိုင်းတွေကနေနှင်ထုတ်တဲ့ပုဂ္ဂိုလ်ဆိုရင်နှင်ထုတ်ပြရွာထဲမှာမနေနဲ့ရက်ွက်ထဲမှာမနေနဲ့လူအတိုင်းဝိုင်းနဲ့မလာနဲ့ဆိုပြီးတော့မဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်မင်းမဟုတ်ဘူးဆိုပြီးတော့အပြစ်ကိုဖော်ပြပြီးပြောမဲ့ပုဂ္ဂိုလ်အပြစ်ကိုဖော်ပြပြီးတော့ရှုတ်ချပြီးပြစ်ဒဏ်ပေးမဲ့ပုဂ္ဂိုလ်လူအတိုင်းဝိုင်းကနေဖယ်ထုတ်ပေးမဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတူတော့တို့ခံထားမှဖြစ်တော့မယ်လူတွေရဲ့အတိုင်းဝိုင်းထဲမှာမကောင်းတဲ့သဘောတရားတွေပေါ်ထွန်းလာပြီအဲ့ဒီအလုတ်ကိုလုံမဲ့ပုဂ္ဂိုလ်ကိုလေတို့ကမယံပဏတ္တသာလီနံဘာကံအနုပ္ပတ္တမှာသူ့ကိုတို့ကဝိစုတွေပေးရလိမ့်မယ်သူကဒီအလုတ်တွေကိုစောင့်ကြပ်ပြီးတော့လုံမှာဘယ်ကောင်မကောင်းဘူးဘယ်လူမကောင်းဘယ်လူဟာမဟုတ်တာလုံးနေတယ်ဆိုတာကိုစောင့်ကြည့်ပြီးတော့ရှုတ်ချတဲ့လူရှုတ်ချမယ်ပြစ်ဒဏ်ပေးတဲ့လူပေးမယ်လူအတိုင်းဝိုင်းကနှင်ထုတ်ပြရမယ်လူနှင်ထုတ်မယ်ဆိုဒီအလုပ်ကိုဒါအုပ်ချုပ်ရေးလုပ်ငန်းဆိုတာပေါ့နော်ဒီအလုပ်ကိုလုပ်မဲ့ပုဂ္ဂိုလ်ကိုငါတို့ကတို့ရတဲ့ဆံစပါးတွေကခွဲပေးမယ်သူ့ကိုပေးတယ်ရှင်းတော့က10ပုံ10တင်း1တင်းနော်သူ့ကိုပေးကြအဲ့ဒါလို့ပေးတာကနေစပြီးအခွန်ပေးတယ်ဆိုတာပေါ်လာတာနော်အခွန်ဘန္နာဆိုတန်းကြီးအုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်အတွက်အခွန်ဘန္နာပေးတယ်ဆိုလိုတာကပြည်သူလူထုကအစိုးရကိုခန့်ထားပြီးတော့လကပေးထားဒီစိတ်ပဲမျိုးပဲနော်ပြည်သူလူထုကဆိုရအဲ့ဒီလိုတဦးကိုစတင်ပြီးတော့လူအတိုင်းဝိုင်းထဲမှာခန့်လိုက်တာအဲ့ဒီပုဂ္ဂိုလ်ကိုမဟာဇနသမ္မတောတိမဟာသမ္မတောလူများစုကနေပြီးတော့တင်မြောက်ပြီးတော့ခံထားတာဖြစ်တော့ကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုမဟာသမ္မတလို့ခေါ်တယ်သမ္မတဆိုတာ
သမုတ်တင်မြောက်ပြီးခံထားခံရသူလို့ဒီလိုဆိုလို့အသိဉာဏ်ရှိတယ်အုပ်ချုပ်နိုင်တယ်လူတွေကိုကောင်းတဲ့ဘက်ရအောင်ပြောနိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကိုခံထားမယ်ဆိုပြီးတော့သူဒီလှုပ်ရလို့သူ့လှုပ်မစားနိုင်ဘူးဆိုရင်တို့ကသူ့ကိုပေးထားမယ်ထောက်ပံ့ရေးပေးမယ်တာလီနံဘာကံဆိုတာတို့ရတဲ့ဆံစပါးတွေကသူ့ကို10ပုံတစ်ပုံပေးဒီလိုလောက်တာပါနော်အဲ့ဒီကနေစပြီးတော့ဘယင်စနစ်ပေါ်လာခဲ့တာပဲဒါလူသားတွေကြားထဲမှာအုပ်ချုပ်ဖို့လူလိုးလာလို့စတင်ပြီးတော့လူတွေကတင်မြောက်လို့မဟာသမ္မတဆိုတဲ့ခေါ်မြန်မာနိုင်ငံမှာလည်းပဲသမ္မတဆိုတာအဲ့ဒါပြောတာနော်သမ္မတဆိုတာတင်မြောက်တာလူတွေကအများကြီးကနေပြီးတော့တင်မြောက်ပြီးတော့ခေါင်းဆောင်အရာသမုတ်ထားတာမြန်မာစကားလုံးနဲ့ပြန်တဲ့အခါသမ္မတဆိုတာသမုတ်တင်မြောက်ထားတဲ့ပုဂ္ဂိုလ်ဒါမို့ရေးတဲ့အခါမှာတော့မနှလုံးနဲ့သမ္မတလို့ရေးရရှင်းတော့ကတော့တခါသမ္မတလို့ရေးတာတွေလည်းရှိတယ်ပါဠိစကားလုံးအစစ်မှန်ဆိုရင်သမ္မတလို့ရေးရမြန်မာလူတွေကဘာဥကမဟာသမ္မတမင်းဆိုတာဒါပြောတာပဲနော်သူတို့စတင်ပြီးတော့တင်မြောက်လိုက်ကြအဲ့တော့သူတို့ဆက်ဆံရေးပဲကြည်အောင်သူဟာအခုလိုလူတို့ကတင်မြောက်တာဖြစ်သောကြောင့်မဟာသမ္မတလို့ခေါ်ရတဲ့လေယာကိုင်းကျွန်းတွေကထွက်တာတွေပေါ်မှာသူ့ကိုအခွန်ပဏာပေးပြီးတော့ထားရတာဖြစ်သောကြောင့်လေယာကိုင်းကျွန်းတွေရဲ့အကြီးအကဲဖြစ်လို့ခိတ္တနာအဓိပတိခတ္တိယောဆိုတဲ့အဓိပ္ပာယ်နဲ့မင်းလို့လည်းခေါ်တယ်ခတ္တိယလို့ခေါ်တယ်ရေမြေကိုဆိုရတယ်လို့ဆိုတော့သူ့ကိုခွန်ပဏာပေးရဒီလိုဆိုလိုတာပေါ့ဟောနောက်တစ်ခုကျတော့သူဟာသူတို့တင်မြောက်ထားတဲ့ပုဂ္ဂိုလ်ဟာဓမ္မေနစနေရင်စေတိတိရာဇာဓမ္မလမ်းကြောင်းကနေပြီးတော့ပြည်သူတွေကမျက်နှိုးလာအောင်ဆောင်ရွက်နိုင်သောကြောင့်ရာဇာဆိုတာပြည်သူတွေကသူ့ကိုချစ်ကြတယ်ဘာဖြစ်လို့ချစ်လဲဓမ္မနဲ့ပြည်သူတွေကိုစောင့်ရှောက်တယ်ဒါကြောင့်ချစ်တာဓမ္မေနရင်စေတိတိရာဇာဆိုတဲ့ဒီလိုအရေးချင်းနေနဲ့တိုင်းသူပြည်သားတွေကိုဓမ္မနဲ့ကျင့်တတ်အောင်ထိန်းသိမ်းဆောက်ရှောက်ပေးတဲ့ပုဂ္ဂိုလ်ဓမ္မလမ်းကြောင်းတိတ်မသွားခုနတွေကဒီများဥစ္စာခိုးတယ်ဆိုတာအဓမ္မလမ်းကြောင်းရောက်တာလိမ့်တယ်ဆိုတာလည်းအဓမ္မလမ်းကြောင်းပဲအဲ့ဒီအဓမ္မလမ်းကြောင်းပေါ်မရောက်ဓမ္မလမ်းကြောင်းပေါ်မှာတဲ့နေအောင်လူတွေကိုဓမ္မလမ်းစဉ်နဲ့ကျင့်တတ်အောင်ဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်ရာဇာမြန်မာလိုပြန်တော့ရာဇာကိုမင်းလို့ပြန်တာဒါကတော့အဓိပ္ပာယ်ယူပြန်တဲ့သဘောပဲနော်သူ့အဓိပ္ပာယ်အစစ်စစ်ကတော့ဓမ္မဖြင့်လူတွေကိုမျက်နှိုးအောင်လုပ်တဲ့ပုဂ္ဂိုလ်ဆွဲမဲ့အောင်လုပ်တဲ့ပုဂ္ဂိုလ်လို့နှစ်သက်ကျင့်တတ်စေတဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ဆက်ဆံရေးဟာကြည့်လိုက်လေတိုင်းသူပြည်သားနဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းရဲ့ဆက်ဆံရေးဟာဘယ်လိုဖြစ်ရတိုင်းပြည်အုပ်ချုပ်တဲ့မင်းဒီတိုင်းသူပြည်သားတွေပေါ်မှာမင်းချင်းတရား10ပါးလို့ဆိုတဲ့အတိုင်းမှာအားလုံးကြားဖို့ရတဲ့မင်းချင်းတရား10ပါးပေါ့နော်ပေရကန္နာတို့ကိုချင်းတရားတို့သိခံမှုတွေတို့ပြည်သူနဲ့မဆန့်ကျင်တာတို့ဆိုတဲ့မင်းချင်းတရား10ပါးမင်းနေလိုက်နိုင်ရမယ်ချင်းတရား10ပါးဖြင့်တိုင်းသူပြည်သားတွေရှင်းနှက်လောက်တဲ့အနေအထားမျိုးရောက်အောင်တိုင်းသူပြည်သားတွေရှင်းနှက်လက်ခံအောင်ထိမ့်သိမ်းဆောက်ရှောက်မှုဟာဒါမင်းတွေဘက်ကဆက်ဆံရတဲ့ဆက်ဆံနည်းပဲပေါ့ဒီဆက်ဆံရည်မှန်ကန်တဲ့လမ်းကြောင်းနဲ့ဆက်ဆံအာနာပြပြီးချိန်ချောက်ရမှာမဟုတ်ဘူးဓာမိုးပြီးအုပ်စိုးရမှာမဟုတ်ဘူးသမ္မာခီတပံခီရှုတ်ချတတ်တဲ့ပုဂ္ဂိုလ်ရှုတ်ချဒီလူကတော့မဟုတ်ဘူးဥပဒေဖောက်ဖျက်တယ်ဒီလူကလူကောင်းမဟုတ်ဘူးသမ္မာဂရဟိတပံထင်ထင်ရှားရှားကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်တွေကဲ့ရဲ့ပြီသမ္မာပပ္ပစေတပံပပ္ပစေယဆိုနှင်ထုတ်တဲ့ပုဂ္ဂိုလ်နှင်ထုတ်တယ်ဆိုလိုတာကအပြစ်ဒဏ်တွေကိုချမှတ်ပြီးတော့အပြစ်ဒဏ်အရာအေးအေးယူတာဆိုလိုတယ်နော်
ဒါကအပြစ်ဒဏ်ရှိတဲ့ပုဂ္ဂိုလ်အပြစ်ဒဏ်ရှိတယ်လို့အေးအေးယူတယ်လူကောင်းကိုလူကောင်းလို့အေးအေးယူတယ်ဒါကမင်းဆိုးရာဇာတွေကပြည်သူနဲ့ပတ်သက်တဲ့ဆက်ဆံရေးလို့သူတို့ပြောတာနော်အဲ့ဒီဆက်ဆံရေးနဲ့ဆက်ဆံရမယ်ဒါမှန်ကန်တဲ့နည်းနဲ့ဆက်ဆံတယ်ဒါကတိုင်းသူပြည်သားတွေကမင်းဆိုးရာဇာနဲ့ဆက်ဆံရမယ်ဆက်ဆံရေးကြတော့ဘယ်လိုတော့မင်းဆိုးရာဇာကိုပေးရမယ်အခွန်နေမှန်မှန်ကန်ကန်ပေးရချမှတ်ထားတဲ့ဥပဒေတွေလိုက်နာတယ်အများလိုက်နာနေကြတာတွေကိုလိုက်နာတယ်လိုက်နာပြီးတော့အခွန်ရှောင်တာတို့အခွန်တိန်းတာတို့ဒါမျိုးကမလုပ်ရဘူးတဲ့ငကိုယ်တွေကကြတဲ့ပေးတဲ့အခွန်တို့ပဏ္ဏတွေကိုပေးရဒါတော့ခဏခေတ်ကြတော့ဘယ်လိုတွေဖြစ်လာတော့လို့ဆိုအခွန်တောင်းတဲ့လူကလည်းအသားပါတောင်းလာခွန်ရှောင်တဲ့လူကလည်းအကုန်ရှောင်အခွန်ရောအသားရောရှောင်ဟောနှစ်ဖက်နှစ်ဝဆက်ဆံရေးတွေကပြက်ပြားလာတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့နော်အခွန်ပေးတဲ့လူကလည်းမမှန်ကန်ပေးမယ်အခွန်တောင်းတဲ့ပုဂ္ဂိုလ်ကလည်းပဲနီးလန်းတိုင်တောင်း10ပုံတစ်ပုံပဲတောင်းရှိရဒါဥပဒေရပေါ့နော်တော့ဥပဒေဆိုတာလည်းပဲဟိုအပြန်အလှန်ထိညှိသဘောတူထားတဲ့ဥပဒေမျိုးသာဖြစ်တဲ့နော်တစ်ဖက်စီးနှင်းလုပ်တဲ့ဥပဒေမျိုးကြတော့မဖြစ်တဲ့ဘူးပေါ့ဒါတွေကဆက်ဆံရေးကပြပြလာလို့ရှိရင်တော့ခုနကလက်တွဲပြီးအခက်ခဲကိုဖြေရှင်းနိုင်မှာမဟုတ်တော့ဘူးတိုင်းသူနဲ့အစိုးရနဲ့ပြည်သူမင်းနဲ့တိုင်းသူပြည်သားနှစ်ဦးနှစ်ဝလက်တွဲပြီးအခက်ခဲဖြေရှင်းမှုရအတွက်ကြတော့ကောင်းမြတ်တဲ့သူတော်ကောင်းတို့ရဲ့ဆက်ဆံနည်းမျိုးဆက်ဆံရမယ်အစိုးရတိုင်းပြည်အုပ်ချုပ်တဲ့မင်းကလည်းငါပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းပြောကြပါသူအမှားတွေ့ရင်ပြင်မမယ်ဒီလိုလုပ်ရမှာလေပြောရင်လည်းကောင်းတဲ့အနေနဲ့ပြောရမယ်ဟိုအကျိုးစီးပွားကိုလိုလားတဲ့အနေနဲ့ပြောရမယ်တက်တဲ့အပုတ်ချတာမျိုးအနေနဲ့မပြောသင့်ဘူးဒီဟာကောင်းနေတာကိုမကောင်းဘူးလုပ်ပြီးမပြောရဘူးအမှန်တိုင်းပြောရမယ်အစိုးရကလည်းပဲနော်ဒီလိုဆက်ဆံတယ်လို့ပြည်သူတွေကလည်းပဲအစိုးရကပြည်သူတွေတိုးတက်ရတိုးတက်ကြောင်းပြောစရာရှိရင်ပြောရမယ်အုပ်ချုပ်စရာရှိရင်အုပ်ချုပ်ရမယ်မဟုတ်မတရားလုပ်တဲ့ပုဂ္ဂိုလ်တွေကိုပြစ်ဒဏ်ခတ်တဲ့ဟာခတ်ရမယ်ဟောဒီလိုအပြန်အလှန်မှန်ကန်တဲ့နီးလန်းနေနဲ့ဆက်ဆံပြီးတော့သွားမယ်ဆိုလို့ရှိရင်ဒါသူတော်ကောင်းတို့ရဲ့ဆက်ဆံနည်းလို့ဒီလိုပြောရမယ်ကိုယ့်ပြစ်ဖယ်ကိုရှုရမင်းဆိုရာဇာလည်းကိုယ့်ပြစ်ကိုရှုတယ်တိုင်းသူပြည်သားလည်းကိုယ့်ပြစ်ကိုရှုတယ်တစ်ဖက်သေးပေါ်မှာပုံပြီးတော့အပြစ်ချတာမျိုးကမဖြစ်တယ်ဘူးပေါ့ဒီလိုဆိုလို့ကိုယ့်ပြစ်ကိုကိုကြည့်ပြီးတော့ကိုယ့်ဘက်ကတရားတဲ့နီလန်းကိုယ့်ဘက်တရားတာဖြစ်ရပေါ့အဲ့ဒါလို့အုပ်စိုးသူနဲ့အုပ်စိုးခံရတဲ့ပုဂ္ဂိုလ်တွေကဘာဥကမဟာသမ္မတမင်းတင်မြောက်တဲ့ဤစနစ်တွေအတိုင်းအခုလို့သွားမယ်ဆိုလို့ရှိရင်တော့အစိုးရနဲ့ပြည်သူကြားမှာဘာမှစလုံးစခုဖြစ်เสียအကြောင်းမရှိဘူးနှုတ်သဘောတူညီညွတ်ထားတဲ့စီကံဥပဒေအတိုင်းသွားရင်ဘယ်တိုင်းပြည်မဆိုဖွံ့ဖြိုးတိုးတက်ပြီးအေးချမ်းသာရမှုရသိချတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့သူတော်ကောင်းတွေရဲ့နီလန်းတိုင်းဆက်ဆံပဲနဲ့ငါတကောကောမယ်ငါလည်းငါလှုပ်ချင်တာလုပ်မယ်ဆိုတာမျိုးငါကအာနာပိုင်မယ်ငါလှုပ်ချင်တာလုပ်မယ်တိုင်းလူပြည်သားတွေကလည်းငါတို့လှုပ်ချင်တာလုပ်မယ်ဘာမှကြွေးမဆိုင်ဘူးဆိုလို့ရှိရင်တော့ဒီတိုင်းပြည်ဟာမတိုးတက်နိုင်ဘူးသူတော်ကောင်းတို့ရဲ့ဆက်ဆံနည်းမဟုတ်ဘူးလို့ဒီလိုဆိုရမှာပေါ့နော်အေးဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီတန်နိဝါဒသုတ်တံနေဟာတူတူလေးပဲဟောထားတယ်အလုံးမှတ်သားစရာကောင်းတယ်မြတ်စွာဘုရားဟောတဲ့အတိုင်းပဲဆက်ဆံရေးဆိုဒီမှာသိအရေးကြီးတယ်မှန်ကန်တဲ့နည်းနဲ့ဆက်ဆံရမယ်ဆရာတစ်ပည့်ဆက်ဆံတဲ့အခါမှာလည်းပဲဆရာကလည်းငါဆရာဆိုတဲ့စိတ်နဲ့မထားဘူးတပည့်ကလည်းပဲဟိုကိုလို့ချင်တာလုပ်မယ်ဆိုတဲ့ဆရာကိုတော်လန်တဲ့စိတ်ဓာတ်မျိုးမထားရဘူးအပြန်အလှန်ဟာထိညှိပြီးတော့မှန်ကန်တဲ့လမ်းကြောင်းနဲ့ဒီလိုဆက်ဆံကြရမှာဖြစ်တယ်ပေါ့အဲ့ဒါလိုဆက်ဆံမှ
နိဗ္ဗာန်ထိအောင်အကျိုးပြုနိုင်တဲ့ဒီစွန့်ရည်တတ္တိတွေဆိုတာဆက်ဆံရေးကောင်းလာလို့ချင်းပို့ပြီးတော့စိတ်ချမ်းသာမှုကိုအခြေခံပြီးတော့အသိပညာတွေတိုးတက်မြင့်မားလာပြီးနောက်ဆုံးအမြင့်မားဆုံးဖြစ်တဲ့ဒီမဉ္ဇဉ်ဖုန်ဉဏ်အဆင့်ထိအောင်ဆက်ဆံရေးကိုအခြေခံပြီးတော့ရသွားနိုင်တယ်လို့ဒီလိုပြောတာနော်အဲ့တော့ကဲမြတ်စွာဘုရားဟောတဲ့သုတ်တန်လေးကိုမှတ်သားကြည့်ကြရအောင်ဘုရားဟောပုံကိုကြည့်သံဝါဒနှမျိုးရှိတယ်တန်ဏိဝါဒနှမျိုးရှိတယ်မြတ်စွာဘုရားဒွေမိဘိက္ခွေတန်ဏိဝါဒဆက်ဆံရေးဆိုတာနှမျိုးရှိတယ်တဲ့နှမျိုးကဘာလဲလို့ဆိုရင်အတ္တန္တတန်ဏိဝါဒသူတော်ကောင်းမဟုတ်သူတို့ရဲ့ဆက်ဆံရေးတန္တတန်ဏိဝါဒသူတော်ကောင်းတို့ရဲ့ဆက်ဆံရေးလို့ဒီလိုနှမျိုးရှိတယ်တဲ့အဲ့ဒီနှမျိုးရှိတဲ့ထဲမှာယဟန်နေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကပြောတယ်သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ဆက်ဆံရေးဆိုတာဘယ်လိုလဲတဲ့သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ဟာဒီလိုတွေးတယ်တဲ့ငါရကြီးတဲ့ပုဂ္ဂိုလ်ကလည်းငါ့ကိုဘယ်တော့မှမပြောပါစိတ်နဲ့ကိုနေလာမပြောနဲ့နော်ဒိဗေငါ့ကိုဘာမှလာမပြောကိုနဲ့ဓာန်တူပုဂ္ဂိုလ်ကလည်းကိုယ်ကိုမပြောနဲ့ကိုယ်ရဲ့ငယ်တဲ့ပုဂ္ဂိုလ်ကလည်းကိုယ်ကိုမပြောနဲ့ငါကလည်းသူတို့ကိုမပြောဘူးသူတို့ကငါပြောလို့ရှိရင်လည်းအကျိုးလိုလားလို့ပြောတာမဟုတ်ဘူးအကျိုးမလိုလားလို့ပြောတာသာဖြစ်တယ်ကြီးတဲ့လူကပြောအရွယ်သူကပြောငယ်သူကပြောအကျိုးလိုလားလို့ပြောတာမဟုတ်ဘူးအကျိုးမဲ့လိုလားလို့ပြောတာငါဘယ်တော့မှသူတို့ပြောတာကိုလက်မခံဘူးပြန်ပြီးတော့တုတ်ပြန်ပြီးတော့ရန်တွေ့မှာပဲသူတို့ပြောလာရန်တွေ့မှာပဲဘာမှခရူးဆိုင်เสียမလုပ်ဘူးဟောဒါကသူယုံမာတို့ရဲ့ဆက်ဆံရေးဒီလိုပြောတာမြတ်စွာဘုရားအဲ့တော့ဒီကလုံးမှာကိုယ့်ရဲ့ကြီးတဲ့လူဆိုတာရဟန်းနေကြတော့သူကသုံးခုခွဲထားတာရှိတယ်ထေရတဲ့မစ္စည်းမတဲ့နဝတဲ့ဘွာနဲ့ခွဲထားထေရဆိုတာရဟန်းဘဝရောက်တာအနည်းဆုံး7နှစ်အနည်းဆုံး7နှစ်ရှိရင်ထေရလို့ခေါ်တယ်ထေရဆိုတာခိုင်မာသူလို့အဓိပ္ပာယ်ရတယ်နိုင်ငံခြားလူတွေကဘာသာပြန်တော့ထေရဆိုတာအရွယ်ရောက်သူတက်ကြီးသူဆိုတဲ့အဓိပ္ပာယ်နဲ့လည်းရှိတာဆိုတော့သူတို့က elder လို့ဘာသာပြန်လေးရှိတယ်ထေရကို elder လို့ဘာသာပြန်သို့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ထေရဆိုတာခိုင်မြဲသူကိုချင်းတရားနဲ့ပတ်သက်ပြီးတော့10နှစ်လောက်လေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်ဆိုခိုင်မာသွားပြီပေါ့ဒီလိုဆိုလိုတာပေါ့နော်ဟိုရှင်းအရင်ကတုန်းကသုံးခဲ့တာလို့ကေတာပေါ့နော်ကေတာခိုင်မြဲသွားပြီမစ္စည်းမဆိုတဲ့ပုဂ္ဂိုလ်က9ဝါကနေပြီးတော့9ဝါအတွင်းဉာဏ်ဘဝ9နှစ်ကျော်ပြီး6နှစ်ကနေပြီးတော့9နှစ်အထိအဲ့ဒီအတွင်းကိုမစ္စည်းမအလတ်လို့ခေါ်တယ်9ဝါအောက်ကို9ဝါအထိတဝါနေ9ဝါအထိ9ဝါအောက်ကို9ဝါလူသစ်လို့ခေါ်တယ်သာသနာ့ဘောင်ဝင်လာလို့ရှိရင်9နှစ်ဆိုရင်နှူသေးတယ်လို့ပြောတယ်နော်9နှစ်ဟိုပဲရောက်တော့အလတ်တန်းစာတဲ့10နှစ်ပြည့်တော့လူကြီးဖြစ်ပြီပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေကအတွေးကဘယ်လိုတွေးတော့ဆိုထေရဆိုတာလဲငါ့ကိုလာမပြောနဲ့မစ္စည်းမကလည်းငါလာမပြောနဲ့နဝကလည်းငါလာမပြောနဲ့ငါကလည်းသူတို့ကိုမပြောဘူးငါပြောလဲကောင်းကျိုးလိုလားလို့ပြောတာမဟုတ်ဘူးမကောင်းတဲ့အနေနဲ့ပြောတာနော်ပြောလဲငါလက်မခံဘူးပြန်ရန်တွေ့မှာပဲဘာမှခီးဆိုင်เสียမလိုဘူးလို့ဒီအတွေးတွေတွေးထားတဲ့ပုဂ္ဂိုလ်ရဲ့ဆက်ဆံမှုဟာအတန္တတန်ဏိဝါဒသူတော်ကောင်းမဟုတ်သူတို့ရဲ့ဆက်ဆံမှုလို့ဒီလိုပြောတာနော်ဒါမြတ်စွာဘုရားကတန်ဃာတွေနဲ့ပတ်သက်ပြီးခေါ်တာအဲ့ဒါကိုနမူနာယူပြီးတော့ခေါဏကလောကမှာလည်းပဲဒီတိုင်းပဲလို့ဒီလိုဆိုလိုတာနော်ဒါဖြင့်သူတော်ကောင်းတို့ရဲ့ဆက်ဆံနည်းဆိုတာဘာတော့လို့ဆိုတော့မြတ်စွာဘုရားဟောတယ်ထေရောပိမံဝရိယထေရဆိုတဲ့လူကြီးကလည်းငါ့ကိုပြောပါစေပြောပါစိတ်ကြိုက်တယ်လို့ပြောပါ
Missy Mobi Manwaria Nane Yerugale, Tomo Alagale now, Piova, Jaidalu Piova. Nawabi Manwaria Nawa Yeralanga, Piova, Jaidalu Piova. Naga leve Tiram Pahan Wadia, Missy Man Pahan Wadia, Nawan Pahan Wadia. Nale Tira Ule Piomave, Missy Ma Ule Piomave, Nawa Ule Piomave. Taduro Goni a day. I let you say, Pioma, Duro Alinga, don't do chicken and one lenses at Tibet, Solano. Mabio Usra, Yanulo Sasana, Yanulo Sasana, Mabio needed a Yanulo Sasana. Mone, Molu Mabiora. A Monia, Nalona Rema, she need that. Kua Dilomavu, to Alapiosa, she Piome, Maniu, Nalapiosa, she Piome, now Lepiosa, she Piome. Do you carry Jagavaro? Tiro Sebi Mawadia Tira Sure, a Yayode Kuroga, Nabioele, a Josibo Lula Lupiora Look Mayusame, Hitan Nukampi, Mawadia. Do not Piores and Lengaye, Josibo, some shout there and in it. Nago Tanare and in it, Karuna Tare and in it, Piora. No Ahita Nukampi. I Jumet, Mavu, Josibo Lula, Dilu can you Tara to say here. Babio Bioduna, Julula Lupiora, Najo Malula Lupiora, Hobu, or to do. Tadu did now, and Bala Biobionga, Comare, Pioba, Pioba, Woman Pioba, Dilu Lekame, none now we hit here. Two Veroma say, Yamatio, two Bioranga Leka. To be honest, I let him be there. Come, but then pay that particularly to be honest, I to top yard a bit in Gama, let the see needed, so you know, Pubimame, Kusava, so say near and alone to any. Damami, no, a bimishi, so you know, Kusaja Mamlo. January, Powarana, Puresa, T. David Valley. T. David, and it to do when yes of ya, to on here. Sasan knew, Sasan Kaina. Warengalama do Nijare Yani Wajalu, who did he Twajara man swing, Terenio Lavi Nema, Paloa, Powarana Buares or Jabuja Mambo. Pecorave Pecora Rose Tangam Bandi Powaremi Shibiaro Tanga would be a Pecovare. Alongo. Alongo Pecova. Titi Nawa, Tuti Nawa, breathing Kaya. Mine Channel Chisi, Kuramina Chisi, the Saint Java Chisi, Tanayashi Channel Chisi, Piobu Pecova, Tirosula, no? Or an abuse, Piobu Pecova. Waranduma Adamando, Nukamba, Ubaraya. The video Tanare and in a Piova, Yanure and in a Mabione Boda, no? Tanare and in a video Piova, social and in a Piova. But Tando particularly Dami, the video Yenushi, Kuzavame, a cool lady time, who, the Yasavia Hora Dota, the Guarana, Dime Hotara, Equa. No? Piova, Pioy and Josie Lula and in a Piova. Yenushi. Piemame, Tilosora. Tanturo only Sasan ye was Sasan kind of thing. The only other Gama Dio Tiloni is a Mombuara Valley. The only Gambio. A Mazanion and Yamadeja was the Gambio Jojara. Era a Mombuajime, no? Mombuajime. Tell you quite charming, and Mora Logan and Pioroma teacher. Did I know Mabio, Mora learn of Yoma? Ellery chip. Ero, throw only a Sassani so that he Tani was a total malare. He's a lonely area. Powama, Sassani Muso, Turri, about a dene, Midazune, Japquene, New York, Tilo Nija Rapido. Who is Sassani, throw only a Sassani, Chitine. Duragamo Duri, Sasan Yemu,
စိတ်ကားတဲ့ဆက်ဆံရေးမျိုးမဖြစ်တဲ့ဘူးခင်မင်ရင်းနှီးတဲ့မေတ္တာရှိတဲ့ဆက်ဆံမျိုးတွေပဲဖြစ်ရမယ်အဲ့ဒီလိုဆက်ဆံရေးနည်းနဲ့ဆက်ဆံမယ်ဆိုရင်ဘဝခရီးမှာလက်တွဲပြီးတော့အခက်ခဲတွေအလုံးကိုကျော်လွှားနိုင်မှာဖြစ်တယ်နောက်ဆုံးဘယ်တိအောင်ကျော်လွှားနိုင်ဒုနဲ့တူကောင်းတိုင်းပင်ဆိုးတိုင်းပင်လုပ်ပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်နိုင်တယ်ကုသိုလ်ကောင်းမှုတွေလုပ်နိုင်တယ်တရားဓမ္မတွေနှလုံးသွင်းနိုင်တယ်ပညာဘုဒ္ဓတွေသိဖို့နိုင်တယ်နောက်ဆုံးဘဝတန်မြာကလွတ်မြောက်ဖို့အတွက်လက်တွဲပြီးအတူတကွဘဝဒုက္ခကလွတ်မြောက်အောင်ကြိုးစားသွားနိုင်တယ်ရှေးကသူတော်ကောင်းတွေဟာဒီလိုနည်းနဲ့ပဲသွားလို့နောက်ဆုံးနိဗ္ဗာန်ထိအောင်ရောက်ရှိပြီးတော့သွားကြတာဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဆက်ဆံရေးဆိုတဲ့နေရာမှာဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့တဏှိဝါဒတန်တတဏှိဝါဒသူတော်ကောင်းတွေရဲ့ဆက်ဆံရေးမျိုးတို့တွေဆက်ဆံပြီးတော့နောက်ဆုံးမှာနိဗ္ဗာန်ထိအောင်ကဘာတန်တရားရဲ့အခက်အခဲတွေကိုကျော်လွှားပြီးတော့နိဗ္ဗာန်ထိအောင်အငြိမ့်တက်နိဗ္ဗာန်အငြိမ့်တက်ရသည်တဲ့အောင်ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီဆုံးဖြတ်ပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း